ဂျပန်မှာဟင်းရပွဲတွေမှာမယ်ဆိုရင်အရသာရှိပြီးလက်ဆက်တဲ့ငါးတွေနဲ့ဖန်တီးပုံဖော်ထားတဲ့ဆာရှိမီနဲ့ဆူရှီကိုတော့မနှစ်သက်တဲ့လူမရှိကြပါဘူး။အကြောင်းရင်းကတော့အာဟာရတန်ဖိုးပါဝင်မှုများတဲ့ငါးအသားတွေကိုအပြက်စီးအဆုံးရှုံးမခံဘဲအသားစိမ်းတွေကိုလက်ဆက်နေအောင်ဂရုတစိုက်ထိမ့်သိမ်းပြီးအရသာလိုက်ဖက်အောင်စားကြတာဟာဂျပန်လူမျိုးတွေရဲ့အလေ့အကျင့်တစ်ခုလည်းဖြစ်ပါတယ်။ဆာရှိမီနဲ့ဆူရှီကိုဂျပန်မှာလွန်ခဲ့တဲ့နှစ်300ကျော်400လောက်ကတည်းကစပြီးစားတောက်ခဲ့ကြတာပါ။ဆာရှိမီလုပ်ဖို့ဆိုရင်ပပလှီးရတဲ့ငါးအသားတွေကိုပန်းထိုးသလိုသဘောထားပြီးပြင်ဆင်ရတာမျိုးပါ။ဂျပန်လူမျိုးတွေကစားပွဲမှာရင်အပြင်ဆင်ကိုကြည့်ပြီးတော့မှားတတ်ကြပါတယ်။မြန်မာလူမျိုးတွေကတော့မာဂရိုနဲ့ဆယ်လမွန်ငါးကိုပိုပြီးကြိုက်ကြပါတယ်။ဂျပန်လူမျိုးတွေကတော့ဝမ်ပိုက်အစီပါတဲ့ငါးတွေကိုပိုပြီးနှစ်သက်ကြပါတယ်။ဥစုစုခူရီဆာရှိမီကတော့မာဆက်တဲ့အရသာနဲ့တထုပ်ထုပ်ဝါစားရတဲ့အရသာရှိပါတယ်။မိုနီယိုဝါဆေးကတော့ဆာရှိမီငါးအသားမျိုးစားများများကိုပေါင်းဆက်ပြင်ဆင်ထားတာဖြစ်ပြီးလူကြိုက်လည်းများပါတယ်။လူကြိုက်အများဆုံးဆာရှိမီငါးတွေကတော့အာချီထိုက်မာဂရိုနဲ့ဆယ်မွန်ငါးတွေဖြစ်ပြီးမြန်မာလူမျိုးတွေကတော့ဆာရှိမီထက်ထမင်းလိပ်ပေါ်မှာငါးသားပြားတွေတင်ထားတဲ့ဆူရှီကိုတော့ပိုပြီးနှစ်သက်ကြပါတယ်။